အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ First Strike ကနေရေငုပ်တင်မောတစ်စင်းဘလို့အလုပ်လုပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးအချက်လက်ကြတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရေငုပ်တင်မောတစ်စင်းကယူပပေတာနီးယာမတွေအရာရေပေါ်မှာတင်မောတစ်စင်းပုံစံတော်၎င်းရေအောက်မှာနစ်မြုပ်သွားလာခြင်းဖြင့်တော်၎င်းတည်ငြိမ်တဲ့ရေအနက်တစ်ခုထဲမှာသွားလာနိုင်စွမ်းရှိပါတယ်အာခီမီဒီစ်ရဲ့နီးယာမအရာအရေဒါမှမဟုတ်အငွေ့တွေကိုအပြေအဝဖြစ်ဖြစ်ထက်ဝက်ဖြစ်ဖြစ်နှိမ့်မြုပ်လိုက်ရင်အဲ့ဒီအရာဝတ္ထုကိုအထက်ကိုပင့်တင်ပေးတဲ့အားတစ်ခုတက်ရောက်ပြီးအဲ့ဒီပင့်တင်အားကအရာဝတ္ထုကြောင့်ဖယ်ထုတ်ခံလိုက်ရတဲ့ရေတုရဲ့အလေးချိန်နဲ့ညီမျှပါတယ်ရေငုပ်တင်မောတွေဟာရေအောက်ထဲကိုမြန်မြန်ဆန်ဆန်ငုပ်ရှိုးနိုင်ဖို့အတွက်ဆိုရင် buoyancy effect ကိုဒီလိုအသုံးချပါတယ်ရေအောက်ထဲကိုငုပ်ရှိုးတော့မယ်ဆိုရင်ballast tank လို့ခေါ်တဲ့ရေလုံကမ်းတွေတဲကိုပင်လယ်ရေဖြည့်သွင်းပြီးရေငုပ်တင်ဘောရဲ့ဘောလုံးပေါ်နိုင်တဲ့အစွမ်းတက်တီကိုရှော့ချပစ်လိုက်တယ်။ရေအောက်ကိုမြန်မြန်ဆန်ဆန်ငုပ်ရှိုးဖို့နဲ့ရန်သူနဲ့တွတ်တွတ်လက်လက်ကွေ့ပတ်တိုက်ခိုက်နိုင်ဖို့အတွက် hydroplanes လို့ခေါ်တဲ့ပြင်ပရေရက်တွေနဲ့လည်းတွဲဖက်အလုပ်လုပ်ပါသေးတယ်။သူ့ကို diving planes လို့ခေါ်လို့လည်းရပါသေးတယ်။ဒီနေရာမှာမိတ်ဆွေတို့အနေနဲ့ရေငုပ်တင်မောဟာရေပေါ်ပြန်ပေါ်ခြင်းရင်ရေလောင်ကန်တွေတဲကရေတွေကိုထုတ်ပြီးရင်ဘဲကလေတွေနဲ့အစားထိုးပြီးပြန်ထည့်မလဲလို့တွေးမိကြမှာပါဒီလိုမျိုးရေငုပ်နေတဲ့အချိန် diving state မှာဆိုရင်ရေလောင်ကန်တွေကရှိနေတဲ့လေတွေကိုကြစ်လစ်နေအောင်ဖိသိပ်လိုက်ပါတယ်ဖိသိပ်ပြီးတဲ့လေ compressed air ကိုလောင်ကန်တစ်ခုထဲမှာတင်ဆဲပြီးလိုအပ်လို့ရေပေါ်ပြန်တက်ချင်တဲ့အချိန်ကြာမှအဲ့ဒီဖိသိပ်ထားတဲ့လေတွေကိုရေလုံခန်းတွေစီပို့ပြီးတာနဲ့တပြိုင်နက်ရေလုံခန်းတွေတဲကရေတွေကိုလည်းပင်လယ်တဲကိုစွန့်ထုတ်တဲ့လုပ်ငန်းစဉ်တွေကိုတစ်ချိန်ထဲမှာပြုလုပ်ပါတယ်ဒီနေရာမှာရေလုံခန်းတွေကို American ပြည်တိန်နဲ့ပြင်သစ်လိုအနောက်နိုင်ငံတွေကရေငုပ်သင်္ဘောရဲ့ပဲ့ပိုင်းနဲ့ဥပိုင်းလိုနေရာမှာထည့်သွင်းထားပေမဲ့ဆိုဗီယက်ရုရှားနဲ့တရုတ်နိုင်ငံတို့ကတော့အပြင်ပိုင်းကိုယ်တယ်နဲ့အတွင်းဘက်ကိုယ်တယ်ရဲ့ကြားတွေကိုထည့်သွင်းတက်ဆင်လေးရှိကြပါတယ်ဒီလိုတက်ဆင်တာပေါ်မူတည်ပြီး single hull နဲ့ double hull လို့ခေါ်တဲ့ကိုယ်တယ်ပုံစံတွေကွာခြားသွားကြပါတယ်နောက်တစ်ပတ်မှာဒီလိုကွဲပြားတဲ့ကိုယ်တယ်ပုံစံတစ်ခုရဲ့အကြောင်းကိုကြဲကြဲပြန့်ပြန့်ဖော်ပြပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးပင်လယ်ရေတွေကိုလျှက်စစ်ဖြတ်တန်းစီးဆင်းစေခြင်း electrolysis ဆိုတဲ့နည်းနဲ့အဲ့ဒီရေမှာပါဝင်တဲ့ hydrogen နဲ့ oxygen molecules တွေကိုတစ်မျိုးချင်းစီကွဲပြားသွားစေပါတယ်။လူသားတွေအသက်ရှူဖို့ oxygen ကိုရေငုပ်သင်္ဘောရဲ့လေထုထဲထုတ်ပေးပြီး hydrogen ကိုတော့ပင်လယ်ထဲကိုပြန်လည်ဆွန့်ထုတ်ပါတယ်။အရန် oxygen ပံ့ပိုးမှုစနစ်အနေနဲ့ကတော့နှစ်ခုရှိပါတယ်။ပထမတစ်ခုက oxygen ဖျောင်းတိုင်များ oxygen candles လို့ခေါ်ပါတယ်။အဲ့ဒီဖျောင်းတိုင်ထဲမှာ sodium chlorate နဲ့ iron powder တို့အချိုးကျရောစပ်ထားပြီးဒီနှစ်ခုမီးရှို့တဲ့အပူကြောင့်ဓာတ်ပြုမှုကနေရှုသွင်းလို့ရတဲ့အောက်ဆီဂျင်ဓာတ်ငွေ့ဖြစ်ပေါ်လာပါတယ်။ဒုတိယတစ်ခုကတော့အောက်ဆီဂျင်အရေးတိုးလောင်ကန်ပါ။ဆေးရုံတွေမှာသုံးတဲ့အောက်ဆီဂျင်ဘူးတွေလိုအောက်ဆီဂျင်ဓာတ်ငွေ့ကိုအရေးအဖြစ်ဖိသိပ်ထားတဲ့အောက်ဆီဂျင်အရေးတိုးလောင်ကန်အကြီးစားတွေကိုအရန်အနေနဲ့တိုးလောင်ပါတယ်။လူတွေရှုထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေဟာရေငုပ်သင်္ဘောရဲ့လေထုတွေလွှမ်းမိုးသွားမယ်ဆိုရင်ရေငုပ်သင်္ဘောအဖွဲ့သားတွေအတွက်အသက်အန္တရာယ်ရှိနိုင်ပါတယ်။ဒီကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဖယ်ရှားဖို့နည်းလမ်းနှမျိုးကိုမတူညီတဲ့ရေငုပ်သင်္ဘောတွေမှာအသုံးပြုပါတယ်။ပထမတစ်ခုကတော့ carbon trapping လို့ခေါ်တဲ့နည်းလမ်းပါ။ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာ sodium hydroxide ဆိုတဲ့အခဲအဆင့်မှာဓာတ်ပြုပြီးတော့ sodium bicarbonate ကိုအေးမြတဲ့အခဲအခြေအနေနဲ့ထိန်းသိမ်းရရှိပါတယ်။ဒီနည်းလမ်းကိုဒုတိယကမ္ဘာစစ်ရေငုပ်သင်္ဘောတွေမှာအသုံးပြုခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုရင်ဒီဓာတုဓာတ်ပြုမှုဟာအပြန်အလှန်မရှိတဲ့ one way reaction ဖြစ်နေလို့ပါ။နောက်တစ်နည်းကတော့ amine scrubber နည်းလမ်းပါ။ monoethanol amine MEA လို့ခေါ်တဲ့ဒီအရည်ကိုကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဓာတ်ပြုစေပြီးတော့ကာဗွန်နိတ်ဒါမှမဟုတ်ဘိုင်ကာဗွန်နိတ်ဓာတ်ပေါင်းကိုဖြစ်ပေါ်စေပါတယ်။ဒီဓာတ်ပြုမှုနဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုစွန့်ထုတ်ပြီးထွက်ရှိထားတဲ့ကာဗွန်နိတ်ဓာတ်ပေါင်းကိုလိုအပ်တဲ့အပူပမာဏပေးရုံနဲ့ဓာတ်ပြုမှုဖြစ်စဉ်ရဲ့မူလအစကိုပြန်သွားပြီးကာဗွန်ဒိုင်အောက်ဆိုက်ဖယ်ရှားမှုလုပ်ငန်းစဉ်မှာတဖန်ပြန်လဲအသုံးပြုပါတယ်။ဒီနည်းလမ်းဟာ
လူတွေရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုသာမကစဖိုဆောင်နဲ့မတော်တဆမှုတွေကနေထွက်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုပါရေငုပ်သင်္ဘောရဲ့လေဝင်လေထွက်စနစ်ကနေတဆင့်စုပ်ယူပေးပါတယ်။ဒီနည်းလမ်းကိုတော့လက်ရှိသုံးနေတဲ့ခေတ်မီတိုက်ခိုက်ရေးရေငုပ်သင်္ဘော SSN တွေနဲ့တိုက်ချင်းပစ်ဒုံးတွေတက်ဆင်ထားတဲ့ရေငုပ်သင်္ဘော SSBN တွေမှာလည်းအသုံးပြုပါတယ်။နောက်တစ်နည်းကတော့ lithium hydroxide canister လို့ခေါ်တဲ့ lithium hydroxide ပျော်ရည် align OH ထည့်သွင်းထားတဲ့ဘူးတွေကိုတည်ဆောင်အသုံးပြုပါသေးတယ်။သူ့ရဲ့အလုပ်လုပ်ပုံကတော့ lithium hydroxide ပျော်ရည်ဟာကာဗွန်ဒိုင်အောက်ဆိုက်နဲ့ဓာတ်ရိုက်ဓာတ်ပြုပြီး lithium carbonate အခဲနဲ့ရေငွေ့ထွက်ရှိပါတယ်။ဒီနည်းလမ်းဟာလည်း one way reaction သာဖြစ်လို့အရန်စနစ်အတွက်ဒါအသုံးပြုလေ့ရှိကြပြီး aiming scrapper နည်းလမ်းကိုပဲပင်မအနေနဲ့အသုံးပြုကြပါတယ်။ရေငုပ်သင်္ဘောရဲ့ပင်မလက်နက်တွေအနေနဲ့တော်ပီဒိုနဲ့တိုက်ချင်းပစ်ဒုံး SLBM တွေလို့ပဲသိထားကြမှာပါ။တကယ်တမ်းမှာတော့ရေငုပ်သင်္ဘောတစ်စင်းရဲ့တကယ့်အဓိကလက်နက်ဟာသူ့ရဲ့စိတ်ငြိမ်မှု stat လို့ကောက်ချက်ချပါတယ်။ရေငုပ်သင်္ဘောတစ်စင်းဟာသူ့ရဲ့စစ်စင်ရေးရည်မှန်းချက်ပြီးမြောက်ဖို့ရန်သူကိုလက်ဦးမှုရယူဖို့ရန်သူရဲ့ထောက်လှမ်းမှုကိုမခံရဖို့ပထမဆုံးလိုအပ်ချက်ဟာစိတ်ငြိမ်မှုရှိဖို့ဖြစ်ပါတယ်။ရေငုပ်သင်္ဘောရဲ့ကိုယ်တွေကနေထွက်လာနိုင်တဲ့အတန်ရင်းမြစ်တွေဟာအတွင်းထဲက electronic ပစ္စည်းတွေengine လျှပ်စစ်မော်တာတွေဒလက်တွေစသဖြင့်အမျိုးမျိုးရှိပါတယ်။ဒါတွေကိုအတန်စိတ်ငြိမ်မှုရှိအောင်စနစ်တကျဒီဇိုင်းဆွဲထုတ်လုပ်ရပါတယ်။ engine အနေနဲ့ဒီဇယ် electric အနုမြူနဲ့ hydrogen စွမ်းအင်သုံး AIP ဆိုတာရှိပြီးဒီဇယ် engine သုံးရေငုပ်သင်္ဘောတွေဟာစူညံမှုအများဆုံးနဲ့ hydrogen စွမ်းအင်သုံးတွေဟာစိတ်ငြိမ်မှုအကောင်းဆုံးအနေနဲ့အသီးသီးရပ်တည်ကြပါတယ်။ဒါဟာအမြဲတမ်းကိန်းသည့်အနေနဲ့ရှိနေတာတော့မဟုတ်ပဲထုတ်လုပ်တဲ့နိုင်ငံရဲ့ဤပညာစင်တန်းပေါ်မူတည်ပြီးလဲစိတ်ငြိမ်နိုင်စွမ်းအပြောင်းလဲရှိပါသေးတယ်။ကိုယ်ထဲမှာရန်သူရဲ့ဆိုနာလိုင်းရိုက်ခတ်မှုကိုစုပ်ယူဖို့အတွက် anechoic tiles လို့ခေါ်တဲ့ရာဘာနဲ့ဆီလီကွန်ရောစပ်ထားတဲ့ပျော့ပြောင်းတဲ့အလွှာပြားတွေကိုကိုယ်ထဲမှာကပ်ပေးရပါတယ်။ရုရှားလုတ်ကီလိုအတန်းစားကနေအမေရိကန်လုတ် Los Angeles အတန်းစားအထိ anechoic tiles တွေပါဝင်ပေမဲ့အရေးအသွေးကတော့ကွဲပြားခြားနားပါသေးတယ်။စိတ်ငြိမ်မှုကိုပြောမယ်ဆိုရင် magnetic signature လို့ခေါ်တဲ့ရေငုပ်သင်္ဘောရဲ့တန်လိုက်တဲ့ထွက်ရှိမှုကိုဖုံးကွယ်နိုင်မှုဟာလည်းအခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါသေးတယ်။ဘာကြောင့်လဲဆိုရင်ခင်မီစစ်သင်္ဘောတွေနဲ့ရေငုပ်သင်္ဘောတွေမှာတန်လိုက်တဲ့ခြေရာခံနိုင်တဲ့အာယုံခံကိရိယာတွေအသုံးပြုလာနိုင်လို့ပါပဲ။ဒါအပြင်လက်ရှိခေတ်ရေမြုပ်မိုင်းတွေဟာသင်္ဘောကနေထွက်ရှိတဲ့တန်လိုက်တဲ့ကိုရှာဖွေအာယုံခံပြီးအနီးအနားမှာဖောက်ခွဲတတ်တာလည်းပါပါသေးတယ်။ဆောက်လုပ်ရမှာတန်လိုက်တဲ့မပါဝင်တဲ့တပ်ထုတွေကိုအသုံးပြုတာအထူးပြုလုပ်ထားတဲ့လွန်ကျင်းတွေမှာကိုယ်ထဲတစ်ခုလုံးကိုတန်လိုက်တဲ့ဖယ်ရှားတာစတဲ့လုပ်ငန်းစဉ်တွေဟာတန်လိုက်တဲ့ရှော့ချဖို့အရေးပါနေပါတယ်။ရေငုပ်သင်္ဘောတွေဟာရေပေါ်မှာမောင်းနေနိုင်ဖို့အတွက်ရေကြောင်းလမ်းပြရေဒါ navigation radar တပ်ဆင်ထားပေမဲ့ရေအောက်ကနေတဆင့်မောင်းနှင်သွားလာဖို့ရန်သူရေပိုင်နက်တဲ့အထိဝင်ရောက်ထောက်လှမ်းဖို့နဲ့စစ်စင်ရေးပြုလုပ်ဖို့အတွက်ဆိုရင်တော့ navigation radar ဟာရေအောက်မှာအလုံးမလုံးနိုင်တော့ပါဘူး။ဘာကြောင့်လဲဆိုရင် radar ကိရိယာတွေဟာလျှပ်စစ်တန်လိုင်းကိုအသုံးပြုတာဖြစ်ပြီးအဲ့ဒီလိုင်းဟာရေအောက်မှာဖြတ်တန်းစီးဆင်းနိုင်ခြင်းမရှိလို့လည်းဖြစ်ပါတယ်။ဒါဟာရေငုပ်သင်္ဘောတွေရေငုပ်နေစဉ်တော့အတွင်းမှာပတ်ဝန်းကျင်မှာရှိတဲ့မိမိရဲ့တပ်ဖွဲ့ဒါမှမဟုတ်မဟာမိတ်တပ်ဖွဲ့ကတခြားစစ်သင်္ဘောတွေကိုရေဒီယိုလိုင်းနဲ့ဆက်သွယ်စကားပြောလို့မရတော့ဘူးလို့လည်းအဓိပ္ပာယ်ရောက်ပါတယ်။ရုပ်ရှင်တွေထဲမှာဒီလိုပြောတာပါလာရင်ရုပ်တိမရှိဘူးလို့သာကောက်ချက်ချလိုက်ပါ။နောက်တစ်ချက်ကရေငုပ်သင်္ဘောတွေရဲ့အတန်လိုင်းသုံးဆိုနာကိရိယာတွေဟာပုံမှန်မောင်းနေစဉ်မှာဆိုနာအသေးလို့ခေါ်တဲ့ passive sonar ကိုသာဖွင့်ပြီးမောင်းနေလေရှိပါတယ်။ passive sonar ဟာဆိုရင်ရန်သူစီကိုအတန်ထုတ်လွှင့်မှုမရှိဘဲနဲ့ရန်သူစီကထွက်လာတဲ့အတန်လိုင်းတွေကိုပဲအာရုံခံတဲ့ကိရိယာပါ။ဒါကြောင့်ရေငုပ်သင်္ဘောဟာမြက်ကမ်းမောင်းနေတာမျိုးနဲ့အလားတန်တူနေပါတယ်။ရေအောက်မှာဆိုရင်အပေါ်ကပြောထားတဲ့စနစ်တွေအစား Inertial Navigation Systems INS လို့ခေါ်တဲ့စနစ်နဲ့သာမောင်းနှင်ပါတယ်။ accelerometers လို့ခေါ်တဲ့အရှိန်ပြကိရိယာနဲ့
gyroscope ခေါ်တိမ်းဆောင်မှုပြကိရိယာကိုအသုံးပြုပြီးစတင်တဲ့အမှတ်ကိုမှတ်သားကရေငုပ်သင်္ဘောရောက်ရှိနေတဲ့နေရာကိုတွက်ချက်ပေးတာပဲဖြစ်ပါတယ်။စစ်အေးခေတ်မှာဒီစနစ်တွေဟာတိတ်ပြီးခင်မမီတာကြောင့်ရေမျက်နှာပြင်ပေါ်ကိုနာရီအပိုင်းခြားနဲ့တက်ယူပြီး GPS တီနေရာနဲ့ပြန်ချိန်ညှိပေးရပါတယ်။အခုခေတ်မှာတော့ digital စနစ်တွေပေါ်လာပြီးစစ်သုံး GPS တွေကလည်းပိုပြီးတိကျလာတာမို့လို့အရင်ကလောက်ရေပေါ်မတက်ရတော့ဘဲနဲ့နာရီပေါင်းများစွာခုတ်မောင်းသွားလာနေလို့ရပါတယ်။ကားတစ်စီးဟာကုန်းမြေပေါ်မှာဆိုရင်မြစ်ချောင်းတွေတောင်တန်းတွေနဲ့ကဘားတွေကိုတင်းရှောင်မောင်းနေရတယ်မဟုတ်လား။ဒီနည်းတူပဲရေငုပ်သင်္ဘောတွေဟာလည်းရေအောက်မှာရှိနေတဲ့ရေတိမ်ပိုင်းတွေကြောက်ကဘားတွေရေအောက်ကြိုင်ဝမ်းနဲ့တောင်ကုန်းတွေကိုအတိမ်အနက်ရှောင်ရှားဖို့အတွက်နဲ့ရေအောက်မြေပုံလို့ခေါ်တဲ့ underwater chart ကိုအသုံးပြုရပါတယ်။ရေငုပ်သင်္ဘောဟာသူ့ရဲ့ပြစ်မှတ်ကိုရှာဖွေဖို့အတွက်အတန်လိုင်းသုံးဆိုနာကိရိယာကိုအသုံးပြုရပါတယ်။ passive နဲ့ active sonar နှစ်မျိုးလုံးကိုအသုံးပြုပြီးတော့ passive ကို sonar အသေးနဲ့ active ကို sonar အကြီးလို့ခေါ်ဝေါ်တတ်ပါတယ်။ဒီတော့ဆိုနာအသေးရဲ့အကြောင်းကိုအပေါ်မှာပြောပြပြီးပြီဆိုတော့ဒီတစ်ခါဆိုနာအကြီးရဲ့အကြောင်းကိုပြောပြပေးပါမယ်။ဆိုနာအကြီးဟာကြီးမားကျယ်လောင်တဲ့ ping ဆိုတဲ့မြည်သံလိုင်းကိုပင်လယ်ထဲထုတ်လွှတ်ပါတယ်။ဒီအတန်ဟာ The Wolf's Call ဆိုတဲ့ပြင်သစ်ရုပ်ရှင်ထဲမှာပါဝင်တဲ့ active sonar ရဲ့အတန်ပါ။ဒီရုပ်ရှင်ကိုပြင်သစ်ရေတပ်နဲ့ပူးပေါင်းရိုက်ကူးထားတာဖြစ်ပြီးရုပ်တိတံမှုနဲ့ပတ်သက်တဲ့ဝေဖန်ချက်ကောင်းတွေလည်းရရှိထားပါတယ်။ရုပ်ရှင်ထဲမှာပါဝင်တဲ့ဒီဆိုနာအတန်လိုင်းကိုထုတ်လွှင့်တဲ့ Tima 3အမည်ရရေငုပ်သင်္ဘောဟာဆိုဗီယက်လုပ် Delta 3တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို fictional စိတ်ကူးယဉ်ပြုလုပ်ထားတာဖြစ်ပြီးအပြင်လက်တွေ့မှာမတူညီတဲ့ရေငုပ်သင်္ဘောတွေဟာမတူညီတဲ့အတန်လိုင်းတွေကိုထုတ်လွှတ်ပါတယ်။ဒီလိုင်းဟာရန်သူစစ်သင်္ဘောဒါမှမဟုတ်ရေငုပ်သင်္ဘောစီရိုက်ခတ်ပြီးပြန်လာတဲ့လိုင်းကိုဖတ်ရှုပြီးတော့ရန်သူရဲ့တီနေရာအနက်အကွာအဝေးနဲ့အမြန်နှုန်းကိုတွက်ထုတ်ပေးနိုင်ပါတယ်။ဆိုနာအကြီးရဲ့အားနည်းချက်ကတော့ရန်သူကနေအတန်လိုင်းထုတ်လွှတ်လိုက်တဲ့နေရာကိုအာယုံခံမိပြီးပြစ်မှတ်ထားခံရနိုင်တာပါပဲ။ဒါကြောင့်သူ့ကိုပုံမှန်မဟုတ်တဲ့အခြေအနေတွေမှာပဲထုတ်လွှတ်ပါတယ်။ကဲဆိုနာအကြောင်းပြီးပြီဆိုတော့ရေငုပ်သင်္ဘောရဲ့ပင်မလက်နက်ဖြစ်တဲ့တော်ပီဒိုတွေစီသွားရအောင်။တော်ပီဒိုတွေမှာပဲ့ထိန်းစနစ်အနေနဲ့ရေငုပ်သင်္ဘောရဲ့လက်နက်အရာရှိကနေဝိုင်ယာကြိုးကတဆင့်မန်နျူရယ်ထိန်းချုပ်တဲ့စနစ်တော်ပီဒိုရဲ့ကိုယ်ပိုင်အာရုံခံကိရိယာတွေကနေအလိုလျောက်အော်တိုပစ်ခတ်နိုင်တဲ့စနစ်နဲ့မန်နျူရယ်အော်တိုဖက်ဆက်သုံးနိုင်တဲ့စနစ်ဆိုပြီးတော့စနစ်၃မျိုးရှိပါတယ်။မန်နျူရယ်နဲ့ထိန်းချုပ်တဲ့စနစ်မှာတော့ရေငုပ်သင်္ဘောရဲ့ဆိုနာကနေရရှိခဲ့တဲ့အချက်လက်တွေပေါ်မူတည်ပြီးရန်သူရှိတဲ့တီနေရာကိုထိန်းကျောင်းပစ်ခတ်ပါတယ်။ဥပမာတော်ဝင်ရေတပ်သုံး spearfish ဆိုတဲ့တော်ပီဒိုအမျိုးအစားပဲဖြစ်ပါတယ်။အလိုလျောက်စနစ်မှာတော့တော်ပီဒိုမှာပါဝင်တဲ့အာယုံခံကိရိယာတွေကနေအလိုလျောက်ရှာဖွေပြီးရန်သူစီဝင်ရောက်ပါတယ်။ဥပမာအားဖြင့်ဆိုဗီယက်ရေတပ်သုံး Shakvel အမျိုးအစားတော်ပီဒိုပါ။ manual auto ဖက်ဆက်စနစ်မှာတော့တော်ပီဒိုမှာပါဝင်တဲ့ active passive ဆိုနာနှမျိုးစလုံးအလုပ်လုပ်ပြီးရန်သူစီဝင်ရောက်တဲ့အထိရေငုပ်သင်္ဘောကနေဝိုင်ယာနဲ့ထိန်းချုပ်နိုင်ပါတယ်။ဥပမာအနေနဲ့ကတော့ American ရေတပ်သုံး Mach 48 Mod 7 CBA SS ဖြစ်ပါတယ်။နောက်ပိုင်းမှာထုတ်လုပ်တဲ့ရေငုပ်သင်္ဘောတွေနဲ့တော်ပီဒိုတွေမှာရန်သူကထွက်ရှိတဲ့ပြစ်မှတ်တုထုတ်လွှတ်မှု decoy counter measures တွေကို AI အသုံးပြုပြီးစစ်ထုတ်တာတွေပါလုပ်လာနိုင်ပါတယ်။ဒီအကြောင်းအရာတွေဟာ online ရင်းမြစ်နဲ့မိမိရဲ့အခြေခံဗဟုသုတတွေကိုပေါင်းစပ်ပြီးဖော်ပြထားတာဖြစ်လို့လိုအပ်တာများရှိရင်ထောက်ပြပေးနိုင်ပါတယ်။ဒီအကြောင်းအရာဟာနောက်လာမဲ့ရေငုပ်သင်္ဘောတွေရဲ့ကိုယ်တည်းအလွှာတလွှာနဲ့နှစ်လွှာတိဆောက်ပုံတွေရဲ့အားသာချက်အားနည်းချက်အကြောင်းအရာတွေကိုပိုနားလည်နိုင်စေဖို့ဖြည့်ဆွတ်ပေးထားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုကြည့်ရှုပြီးသွားတယ်ဆိုရင်ရှေ့လာမဲ့ခေါင်းစဉ်နဲ့အကြောင်းအရာကိုစောင့်မျှော်ကြည့်ရှုပေးသွားကြဖို့သတင်းကောင်းပါအပ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။